3D ဝရဏရှင်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီ2026နှစ်ဦးတစ်ကြိမ်အတွက်ပရိတ်ကနောက်တွဲတဲ့တော့ကောင်စိုက်ကလေးကျွန်တော်ပြပေးမယ်ပေါ့နော်အဲဆိုကျွန်တော်ဒီမှာကျွန်တော်လည်းดูလိုက်ကြည့်လိုက်အောင်ပေါ့နော်ကျွန်တော်တို့ဒီမှာ654ငါးပရိတ်လို့ရိုက်တယ်ပေါ့နော်ဒီမှာလည်း924ငါးပရိတ်လို့ရိုက်တယ်ပေါ့နော်ကျွန်တော်တို့ဒီမှာလည်း348ငါးပရိတ်လို့ရိုက်တယ်ပေါ့နော်ဒီမှာလည်းကျွန်တော်တို့986ငါး3ပရိတ်လို့ရိုက်တယ်ပေါ့နော်ကျွန်တော်တို့ဒီမှာ10ပရိတ်လို့ရိုက်တယ်ငါးပရိတ်654ငါးပရိတ်924ငါးပရိတ်348ငါးပရိတ်986ပရိတ်3938 10ပရိတ်ပေါ့နော်ဒီပရိတ်တွေဒီကျွန်တော်ဘယ်ကလာလဲဆိုတော့ကျွန်တော်တို့ဒီမှာ5ဘိတ်5ဘိတ်5ဘိတ်3ဘိတ်10ဘိတ်5ဘိတ်5ဘိတ်5ဘိတ်3ဘိတ်10ဘိတ်ခုနပရိတ်ဒီကျွန်တော်တို့ဒီရနေပြီဒီအဘိတ်တွေကနေလာတာပေါ့နော်5ဘိတ်5ဘိတ်5ဘိတ်3ဘိတ်10ဘိတ်ကျွန်တော်တို့5ပရိတ်5ပရိတ်5ပရိတ်3ပရိတ်10ပရိတ်လို့ရတယ်ပေါ့နော်ကျွန်တော်တို့ဒီမှာလဲကျွန်တော်တို့ဒီ2026မျိုးတစ်ချိန်မှာလဲအဲ့တန်းတော့မှာပေါ့နော်5ပရိတ်5ပရိတ်5ပရိတ်3ပရိတ်လို့ရိုက်ထားရပေါ့နော်ကျွန်တော်တို့က5ဘိတ်5ဘိတ်5ဘိတ်3ဘိတ်10ဘိတ်5ပရိတ်5ပရိတ်5ပရိတ်3ပရိတ်10ပရိတ်လို့လာရပေါ့နော်လာထားတဲ့တော့ကျွန်တော်တို့ဒီမှာလဲ5ပရိတ်5ပရိတ်5ပရိတ်3ပရိတ်လို့ရိုက်ထားပြီးပေါ့နော်ကျွန်တော်တို့ဒီ2026မှာကျွန်တော်တို့10ပရိတ်လို့ကျွန်တော်တို့ဆက်ရိုက်မယ်ပေါ့နော်10ပရိတ်လို့ဆက်ရိုက်မယ်ဆိုတော့ကျွန်တော်တို့ဒီမှာကျွန်တော်တို့10ပရိတ်ရလွယ်ပေါ့နော်10ပရိတ်ရလွယ်ဆိုကျွန်တော်တို့ဒီ10ပရိတ်ကလေးကိုခဏမှတ်ထားလိုက်မယ်ပေါ့နော်ကျွန်တော်တို့နောက်တွဲဆိုင်တဲ့ဒီပရိတ်ကိုဒီပရိတ်နဲ့နောက်တွဲဆိုင်တဲ့ဒီပရိတ်နဲ့ကျွန်တော်တို့ကဲတော့ကောရမှာဖြစ်တဲ့အတွက်နောက်တွဲဆိုင်ကလေးကိုလိုက်ဆက်ကြည့်မယ်ပေါ့နော်ဒီမှာကျွန်တော်တို့ကိုတုံညာခွန်အားထွက်တယ်အားထွက်ပြီးတော့သူ့ရဲ့အောက်ကိုတစ်ပင်နှစ်ပင်သုံးပင်ဘေးသူ့ရဲ့နောက်နဲ့မှာပေါ့နော်သူ့ရဲ့နောက်နဲ့ဒီလေးနောက်တွဲဒီကျွန်တော်ဒီလေးနောက်တွဲဒီသူ့ရဲ့နောက်နဲ့ကျင်းတူမှာပဲဒီနောက်တွဲလို့ရတယ်ပေါ့နော်ကျွန်တော်တို့ဒီမှာလဲကိုတုံညာခွန်ထွက်တယ်ပေါ့နော်တုံညာကိုခွန်နေပြီးတော့တစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်သူ့ရဲ့နောက်နဲ့305နဲ့ထွက်တယ်အဲ9နဲ့နောက်တွဲဒီနောက်နဲ့သူ့ရဲ့နောက်နဲ့ကျင်းတူမှာပဲ2 5နောက်တွဲဆိုရတယ်ပေါ့နော်ဒီမှာလဲကျွန်တော်တို့တုံညာခွန်ကိုထွက်တယ်ပေါ့နော်တုံညာခွန်ကိုထွက်တယ်ဒီတော့ဘူးကျွန်တော်ကျင်းမယ်1 2 3မင်းဘေးမှာသူ့ရဲ့နောက်နဲ့ပေါ့နော်938ထွက်တယ်ပေါ့နော်အဲ938နောက်တွဲဒီတဲ့သူ့ရဲ့နောက်နဲ့မှာပဲသူ့ရဲ့နောက်နဲ့အကျဉ်းတူမှာပဲ38နောက်တွဲလို့ပြန်ရတယ်နော်ဒီမှာလဲကျွန်တော်တို့939ခွန်ထွက်တယ်ပေါ့နော်939ခွန်ထွက်တယ်လူရအောင်936တစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်ပေါ့နော်သုံးကြိမ်ရဲ့ဘေးလူရနောက်နှစ်မှာ690လို့ထွက်တယ်အဲ့ဒီ90နောက်တွဲဒီရဲ့ကျွန်တော်တို့ဒီမှာ39နောက်တွဲလို့ရိုက်တယ်ပေါ့နော်39ခွန်လို့ထွက်ထားရပေါ့နော်ထွက်ထားတဲ့အတွက်ကျွန်တော်တို့သူ့ရဲ့အောက်တစ်ပင်နှစ်ပင်သုံးပင်ဘေးသူ့ရဲ့နောက်နဲ့မှာခွန်ကိုလို့ထွက်တယ်ပေါ့နော်ခွန်ကိုလို့ထွက်တယ်အဲ့ဒီခွန်ကိုနောက်တွဲဒီခွန်ကိုနောက်တွဲဒီကျွန်တော်တို့ဒီ2026နှစ်ဦးတစ်ချိန်မှာနောက်တွဲပြန်ရိုက်မှာပေါ့နော်ကျွန်တော်ဒီနေရာမှာကျွန်တော်တို့က
ခွန်ကိုနောက်တွေတကယ်လို့ဆက်ပြီးမယ်ဒီစာရေးရဆက်ပြီးမယ်ဆိုရင်ကျွန်တော်တို့ခွန်ကိုနောက်တွေအခုတော့ကျွန်တော်တို့ရှိပရိနေဆိုတော့ကျွန်တော်တို့ကခွန်ကိုပုံချင်ရ6မလို့ကျွန်တော်တို့နှစ်ထိတ်ထဲမှာပေါ့နော်နှစ်ခွန်ကိုလို့ကျွန်တော်တို့နှစ်ခွန်ကိုလို့ကျွန်တော်တို့တဲ့မင်းကနာတဲ့ထိုးရမယ်ပေါ့နော်နှစ်ခွန်ကိုတဲ့နော်ကျွန်တော်တို့အားကျန်တော့နှစ်ကိုခွန်လို့ပြန်အားလိုက်ပေါ့နော်နှစ်ခွန်ကိုမင်းကျွန်တော်ပြန်ထိုးကျင်တယ်ပေါ့နော်ဘာလို့နှစ်ခွန်ကိုလို့ထိုးကျင်အောင်လို့ကျွန်တော်တို့ဒီမှာခွန်ကိုနောက်တွေခွန်ကိုနောက်တွေဒီမှာလဲဆက်မပြနိုင်ဘူးလို့မပြောမရဘူးနော်အဲကြောင့်မလို့ကျွန်တော်တို့ဒီမှာခွန်ကိုနောက်တွေဆိုပြီးတော့ကျွန်တော်တို့ယူမယ်အဲကြောင့်မလို့နှစ်ခွန်ကိုမေးနှစ်ခွန်ကိုမေးပြန်ပြီးတော့အားကျင်နေဆိုရင်ကျွန်တော်တို့နှစ်ကိုခွန်လို့အားနိုင်တယ်ပေါ့နော်ကျွန်တော်တို့2020ကျော်နှစ်ဦးတစ်ချိန်မှာမိတ်ဆွေများအောင်မြင်ကြပါစေနော်ကျွန်တော်ရဲ့ဒီ site လေးကိုကျိုင်းနေတတ်တယ်ဆိုရင်လည်း like share လေးလုပ်ပေးပါဦးအခုမှကြီးတဲ့လူဆိုရင်လည်းကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးပါအောင်လို့တောင်းဆိုပါရနော်အားလုံးပဲအောင်မြင်ကြပါစေဗျ